ဒီစာအုပ်ကဗျာနာဂါကြီးတစ်ပါးကိုပေးမှာဗျာမစိုးရင်တိုင်ဟောင်းနာဂါကြီးဘယ်နာဂါကြီးလဲတော့မမင်းနဲ့မသိဘူးသူတို့မစိုးရင်ဆရာတော်တွေစီမံနေနော်ဆရာတော်တွေလုပ်နေခုတော့ဒါမစိုးရင်တိုင်ဟောင်းနာကတကပါပဲအဲ့တော့အလူရှင်ကကျမတို့ရွာလှူတာဆရာမအေးဆိုကွယ်လွန်သူတဲ့ဘိုးဘမိဘများကိုရည်စူးရတဲ့ဆရာမတဲ့ဒေါ်အေးဆိုးမတဲ့နိဗ္ဗာန်ရီမှန်း၍တဲ့လှူဒန်းပါသည်တဲ့ကမာကလုတ်စံပြကြီးရွာကြောက်တန်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတရက်4လ2026တဲ့ဒါကျမတို့ရွာဆရာမလှူသွားတာပါဆရာမအေးဆိုရင်ဒီမှာမူရင်ဒီမှာအုပ်40ဘုံကြီးတိုင်းထားတယ်ဒါမစိုးရင်နေကိုတဲရမှာအဲ့ဘုံကြီးတိုင်းဆရာမအင်္ဂလာကြီးစောက်ပေါ့မနော်အင်္ဂလာကဆရာမဒီမှာမူရင်ကြည်ရှင်းတော့မူရင်ကကြည်ရှင်းတော့ဒီမှာဘုံကြီးထဲမှာအုပ်40ဒီဘုံကြီးကဆရာမရေမထုတ်တော့ဘူးမနေ့လေးမစိုးရင်ကိုတဲရမှာလေစောက်တယ်ရနော်အင်္ဂလာကြီးနော်